စိတ်သွေးတွေရဲ့စိတ်သွေးဒီကစိတ်အပြိုရဲ့အတန်စိတ်ကအပြိုရှိနေရလေလူရောအပြိုအိုရှိသေးတာပဲကွာတလိမ့်ဆန်လည်းတော့အပြိုလို့ရှိမှာပါအဲ့တော့စိတ်အပြိုရဲ့အတန်စိတ်အပြိုဟုတ်ကဲ့ပါဒါစိတ်အပြိုရဲ့အတန်စိတ်အပြိုဆိုတော့စိတ်သွေးနဲ့အခုစိတ်အပြိုလေးနဲ့နှစ်ကောင်တွေ့ပြီးတစ်ကောင်နဲ့တစ်ကောင်တမီးစားစကားပြောတဲ့အတန်မင်းကစိတ်တွေကြောင့်ပြောနေတာလူတွေကြောင့်ပြောနေတာနော်စိတ်ကရည်သားစကားပြောတာရည်သားစကားပြောတဲ့အတန်လေးစိတ်လူပြောနေစိတ်ပြောနေနှစ်ကောင်တွေ့ပြီးရည်သားစကားပြောတဲ့အတန်ရတယ်မောငါကြားတော့ပဲလို့ပဲငါကြီးကြအဲ့တော့သူတို့နှစ်ကောင်ကချစ်ကြိုက်သွားတယ်ချစ်ကြိုက်သွားတဲ့အချိန်မှာစိတ်သားပေါက်သေးသေးလေးတစ်ကောင်မွေးလာတယ်စိတ်သားလေးရဲ့အတန်မွေးကသားစိတ်ဟုတ်တယ်စိတ်ကပွဲဆက်နေကြဒါစောက်တယ်နေပါဘူးအဲ့တော့ဆောတာစိတ်မေးနဲ့မေးရလဲဟိုစိတ်မေးရဘလုံးဝဲလောက်အောင်မလားမေးရလဲနှလုံးထိုးအောင်မလားဆိုအမှနှစ်ကောင်ရံဖြစ်တယ်ကြစိတ်တွေကလူနီးနီးလောက်လာဒီလိုလောက်ပါလားစိတ်တွေအိမ်ပေါ်မှာထားပြီးလူတွေကိုစိတ်ချနဲ့ထည့်လိုက်တာအဲ့စိတ်တွေရံဖြစ်တော့ရုံးတွေကတည်းရောက်သေးလားလာမယ်ဒါစိတ်စီးပြီးခေါ်တယ်နော်အဲ့တော့အဲ့နှစ်ကောင်ရံဖြစ်တဲ့ကြတော့စိတ်သားလေးအတင်းနိုးဝင်ဆိုတယ်အဲ့စိတ်သုံးကောင်တပလဲပြဿနာတက်နေတဲ့အတန်လေးစိတ်သုံးကောင်စိတ်သုံးရဲ့အတန်ငါပစောက်တော့တခုတည်းပဲပါစပ်ပါစိတ်သုံးကောင်ရတယ်ကြောက်အာဖောက်ကုန်လောက်ပြီပေါ့ကွာโอเคဒါစိတ်အတန်ပေါ့ဒီကကျွန်တော်သူ့အခုကိကလေးတွေတော့မြင်လဲမြင်မှုမှမဟုတ်ကြားလဲကြားမှုမှမဟုတ်ဘူးပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဟိုးလုံးကကျွန်တော်ကြောက်မီးသွေးရထားအတန်အဲ့ကြောက်မီးသွေးရထားအတန်လေးတစ်ချက်တော့လုပ်ကြည့်ပါရတယ်ကြောက်မီးသွေးရထားဆိုတော့ကျွန်တော်ဒီဘက်ကလေးစီရထားရင်တော့မတူတော့အားလေးရရှိတယ်လို့ကျွန်တော်ဒီလေးပေါင်းပြီးမီးသွေးတွေကိုကျွန်တော်အများကြီးလုပ်ရတာလေလေးပေါင်းပြီးတော့ဖြည်းဖြည်းထွက်လာဘရိတ်ကိုလည်းချက်ချင်းအောင်လို့မရအောင်သူကဖြည်းဖြည်းအောင်ရတယ်โอเคတဲအောင်လို့စားโอเคအဲ့တော့ဆာမဲကြောက်မီးသွေးရထားတောက်ပြီးဒီကတန်းထိုးလို့မရဘူးတဲ့ကျက်လို့မရဘူးဒီဘက်ကလေးတွေမသိပါဘူးငါရတာဖရေရှုကောင်းတယ်ကွာစပ်ကြီးပေါ်မှာပဲဆိုင်မှာအဲ့တော့ကျွန်တော်ဇလန်းလေးတစ်ပုတ်ရိုက်အဲ့ဒီယထာပေါ်မှာယထာစီးလာတဲ့ခီးတယ်ပြီးတော့တကယ်ကြီးမင်းဂျလီတကယ်ကြီးအဲ့ယထာပေါ်မှာစီးလာတဲ့ခီးတယ်ပြီးတော့မင်းတရုပ်ဆောင်မှာတခါတည်းပတ်ထားပါယထာပေါ်မှာခီးယထာပေါ်မှာကျွန်တော်တို့ထိုင်လိုက်လာတယ်ပြီးလဲပြီးတော့ဘိုက်နာတယ်ဘိုက်နာလို့အိမ်နာတက်ချင်လို့အိမ်နာကိုသွားတယ်အိမ်နာသွားပြီးအိမ်နာတကားကိုဖွင့်ကြည့်လိုက်တယ်လူမရှိဘူးအိမ်နာတက်တယ်ပြီးတော့စလိတ်ထိုင်တောက်နေတဲ့ပုံစံမျိုးတစ်ချက်တည်းဆောင်ပေးပါမင်းကွာအဲ့လိုရေးကိုကျန်းကျန်းဖန်ခင်ကွာကျန်းကျန်းဖန်မမေးလို့မေးပြီးလုံးအောင်ဖန်ခင်ရမလားရလားရတယ်ဒီလုံးမယ်โอเคစားမယ်မမိတယ်နော်မမိရရမယ်โอเคဆွဲဒီတယ်ပါအိမ်နိုင်နေတယ်နော်ခဏလေးခဏဘာဖြစ်လို့လဲလို့ကျွန်တော်ရက်ဆက်မလုပ်နဲ့ဗျာတသားတော့ဆိုတာအရှိကြီးပြန်ဗျာတသားမှာကျွန်တော်လည်းပြည့်တော့ပါကျွန်တော်လည်းစကားပြောရအောင်တိုးလို့ပေါ်လေးပြည့်တော့ထည့်ပြီငါကိုယ်လိုက်လိုက်ခဲ့မယ်အဲ့ဒါလည်းကျွန်တော်စီးမယ်โอเคကျော်လည်းပဲရထားနေရတာဟုတ်တယ်ညစီးမယ်ဖဲဘင်းတို့ဖဲရောလုံးနဲ့အဲ့လိုလာမလုံးနဲ့ရောယထာဂျပန်မှာလားလူကြီးပဲနေရထိုင်ရလုနေတော့တကယ်နဲ့ရပြီလားဟုတ်မရရရှိနေတယ်ဟဲ့လူရထားရက်သွားပြီ